မင်းကလေးတယောက်ချိန်စာတိုက်ခံရတယ်သူ့အနာကပ်လာတဲ့ယောက်ျားလေးတွေဟာအချိန်ကြာလာတာနဲ့အမျှထူးဆန်းတဲ့မတော်တဆမှုတွေမှာတေဆုံးကြလိမ့်မယ်လူတွေကသူ့ကိုမော်ဆီယာမလို့ခေါ်ကြပြီးငယ်စဉ်ကတည်းကသူနဲ့ဝေးဝေးနေခဲ့ကြတယ်မိเจ้าသားမှာထူးဆန်းတဲ့အရာတွေမကြာခဏဖြစ်တတ်တယ်ယောက်ျားလေးတယောက်သူ့ရဲ့အချစ်ကိုပျော်ရွှင်စွာပြသဖို့ကြိုးစားခဲ့ပေမဲ့မတော်တဆဆောက်လုပ်ဆဲရေဆိုးမြောင်းနဲ့ပြုတ်ကျသွားခဲ့တယ်နောက်ထပ်ယောက်ျားလေးတယောက်ကဝိတ်တဲမှာရှက်ရွံ့စွာတကြားလုံးတွေပေးခဲ့ပေမဲ့အိမ်ပြန်လမ်းမှာကားတိုက်ခံခဲ့ရတယ်မိเจ้าကဒါတွေဟာတိုက်ဆိုင်မှုတွေတာလို့ထင်ခဲ့တယ်ပြီးတော့အထက်တန်းကျောင်းမှာသူမကြိုက်တဲ့စီနီယာကကိုရီးယားတက္ကသိုလ်ကိုဝင်ခွင့်ရခဲ့တယ်သူကသူမရဲ့စာချက်မှတ်စုတွေကိုပျော်ရွှင်စွာပေးခဲ့ပြီးကောလိပ်မှာသူမကိုစောင့်မယ်လို့ကတိပေးခဲ့တယ်နောက်တစ်စက္ကန့်မှာသူရုတ်တရက်လဲကျသွားပြီးတွန့်သွားတယ်မိเจ้าကသူ့ကိုဟောနဲ့ကြိုက်တယ်လို့ခန့်မှန်းခဲ့တယ်အနီးအနားကကောင်လေးတွေကသူ့ကိုဆေးရုံကိုအမြန်ပို့ခဲ့ကြတယ်နောက်ပိုင်းမှာစီနီယာကစိုးကိုပြောင်းရွှေ့သွားပြီးမိเจ้าကသူ့ကိုပြန်မတွေ့ရတော့ဘူးမကြခင်မှာပဲစီနီယာကမိเจ้าကြောင့်ဒဏ်ရာရသွားတယ်ဆိုတဲ့ကောလာဟာလာတွေပြန့်နှံ့သွားတယ်ယောက်ျားလေးတယောက်ကကောလာဟာလာတွေပြောနေတဲ့မိန်းကလေးတွေကိုရက်တန့်ပြီးမိเจ้าကိုနှုတ်ပလင်းတစ်လုံးပေးခဲ့တယ်ဒါပေမဲ့ကောလာဟာလာတွေကသူမကိုအယမ်းနာကျင်စေခဲ့တယ်မိเจ้าရဲ့အမေကမိဖွားရင်းဆုံးပါသွားတယ်သူမရဲ့မွေးနေ့ကလည်းသူ့အမေရဲ့ကွယ်လွန်တဲ့နှစ်ပတ်လည်နေပဲသူ့အဖေကလက်ဆောင်တွေအစားငွေသားပဲပေးခဲ့တယ်တငယ်ချင်းတွေပိုရှာပြီးသူ့အဖေစိတ်မပူအောင်အစားအစာတွေကျွေးတယ်တငယ်ချင်းတွေရှိတာကိုလိန်ပြောပေမဲ့ချိန်စာကမရက်ဘူးတနေ့မှသူ့အတန်းထဲကယောက်ျားလေး12ယောက်စလုံးအစာစိတ်တင်ပြီးမိန်းကလေးတွေကတော့အဆင်ပြေသွားတယ်အားလုံးကမိကျုံကိုတန်တရားနဲ့ကြည့်ကြတယ်မိကျုံတောင်ကျောင်းမှာမတော်တဆမှုတွေပိုမကြခဏဖြစ်ပြီးထိခိုက်ခံရသူအများစုကယောက်ျားလေးတွေဖြစ်တယ်ဆိုတာသတိထားမိလာတယ်ကျောင်းဆင်းရင်မိုးရွာတာရက်တဲ့အထိစောင့်နေတယ်ကောင်လေးတယောက်ကလမ်းမှာသူ့ကိုအိမ်ပြန်လိုက်ပို့ပေးဖို့စေတနာဝန်ထမ်းလုပ်တယ်သူကစိုးရိမ်တကြီးနဲ့သူ့ခံစားချက်တွေကိုဝန်ခံတယ်ရုတ်တရက်ဘတ်စကားတစ်စီးဖြစ်သွားတော့ရေတွေပက်လို့မတက်ပဲမိကျုံရုတ်တရက်သူ့ချိန်စာနဲ့ပတ်သက်တဲ့ကောလာဟာလာတွေကိုတတိယသွားတယ်ဒါပေမဲ့ကောင်လေးကသူ့အဖေကိုမဆောင်ပဲရှက်ရွံ့စွာထွက်ပြေးသွားတယ်ခဏအကြာမှာမိုးကြိုးပြစ်တန်ကြီးနှစ်ခုကြားရတယ်ကောင်လေးကမိုးကြိုးပြစ်ခံရပြီးတေဆုံးသွားတယ်ကျောင်းတစ်ကျောင်းလုံးကသူ့အတွက်အောက်မေ့ဖွယ်ခန်းနာတွေကျင်းပကြတယ်မိကျုံအပြစ်ရှိတယ်လို့ခံစားရတယ်ဇာပနာကဖြည်းဖြည်းချင်းထွက်သွားတာကိုကြည့်ရင်သူသာသူ့ကိုမတွေ့ခဲ့ရင်သူသေးမှမဟုတ်ဘူးလို့တွေးနေမိတယ်မဝေးတော့ဘူးလို့ဒုံကျင်ကတိတ်တိတ်လေးကြည့်နေမိတယ်သူ့မျက်နှာမှာမျက်ရည်တွေနဲ့ဖုံးလွှမ်းနေတာကိုသတိထားမိတဲ့သူကသူ့တယောက်တည်းပဲကျောင်းမှာမတော်တဆမှုတိုင်းကမိကျုံနဲ့ဆက်ဆက်နေတယ်လို့အတန်းဖော်တွေကတိုးတိုးပြောကြတယ်တယောက်ယောက်ကသူမနဲ့ပတ်သက်တိုင်းမကောင်းတာတွေကချိန်စာတင်နေတယ်လို့ဖြစ်ပြနေတယ်သူတို့ကသူ့ကိုမော်ဆီယာမလို့တောင်ခေါ်ကြတယ်ဒုံကျင်သူမအနီးမှာမတော်တဆမှုတွေဖြစ်တိုင်းအစိပ်ပိုင်းတစ်ခုတည်းကိုအခြေခံပြီးတစ်ခုလုံးကိုဆုံးဖြတ်တာကမတရားဘူးလို့ညှင်းခုန်ခဲ့တယ်ကျောင်းကပျော်ပွဲစားထွက်ပြီးမကြခင်မှာပဲတောင်းကျင်ကသူ့မှန်ဘလူးနဲ့တပ်ပုံရိုက်ပေးခဲ့တယ်မိုက်ကြောင်တယောက်တည်းစာဖတ်နေတာကိုတွေ့လိုက်ရတယ်နေ့လယ်စာစားနေတော့မေကျောင်းကိုတိတ်တိတ်လေးတပ်ပုံရိုက်ခဲ့တယ်ကောင်လေးတယောက်ကမိုက်ကျောင်းကိုတောက်เสียတိုက်တယ်မိုက်ကျောင်းကသူ့အဖြစ်ကိုမြန်မြန်ရက်ပြီးထိတ်လန့်တကြားထွက်ပြေးသွားတယ်ဒါပေမဲ့ကောင်လေးကခြေထောက်မှာပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်။ဒေါန်ဂျင်းကမိုက်ဂျွန်ကိုကြောက်လန့်တကြားနဲ့မတ်တက်ရက်နေတာကိုတွေ့လိုက်ရတယ်။ခရီးပြီးမှတကိုယ်လုံးတုန်လှုပ်နေတယ်။မိုက်ဂျွန်ကိုအနီးကပ်ကြည့်ရင်ဓာတ်ပုံတွေရိုက်ဖို့အပြေးလွှားလုပ်ခဲ့တယ်။မိုက်ဂျွန်မပျော်မရွှင်ဖြစ်နေပုံရတယ်။နောက်တစ်နေ့မှာဒဏ်ရာရတဲ့ကောင်လေးကကျောင်းကိုချိုင်းထောင်းနဲ့လာခဲ့တယ်။မိုက်ဂျွန်ကသူ့ဒဏ်ရာအတွက်အပြစ်တင်ပုံရတယ်။တငယ်ချင်းတွေကိုသူမနဲ့ဝေးဝေးနေဖို့ပြောခဲ့တယ်။မိုက်ဂျွန်ကစကားနည်းနည်းပြောပြီးလူတွေနဲ့တွေ့ရမှာကြောက်လာတယ်။ဒေါန်ဂျင်းကနေ့လယ်စာစားချိန်မှာမိုက်ဂျွန်ကနေပူအောက်မှာခုံတန်းလေးမှာတယောက်တည်းအမြဲထိုင်နေတာကိုသတိထားမိတယ်။သူ့အမေကဖက်ဥက္ကဋ္ဌဆိုတာသတိရပြီးသူ့အမေကိုအားပေးပြီးတဲ့နောက်သူ့ဆိုင်မှာအမြန်သွားကူဖို့အကြံပေးခဲ့တယ်။ကျောင်းကိုယ်တော်ရှိမှနေကမျက်မှန်တက်ဖို့အကြံပေးခဲ့တယ်။သူ့အကြောင်းပြချက်ကဘောလုံးကစားပြီးတဲ့နောက်နေပူထဲမှာထိုင်ပြီးအရေပြားကင်ဆာဖြစ်နိုင်လို့သူ့ပါဇက်ကရော့ရဲနေတာကြောင့်ရိုက်ခံရပေမဲ့သူ့အမေကတော့သဘောတူခဲ့တယ်။မိကျောင်းဟာအရေးထဲမှာနေ့လယ်စာစားရင်ကျေနပ်နေပေမဲ့မတော်တဆမှုတွေကကျောင်းမှာကြီးကြီးမားမားတေးသေးလေးတွေဖြစ်နေတယ်။တားကောင်အားလုံးဟာမိကျောင်းနဲ့စကားပြောခဲ့တဲ့ယောက်ျားလေးတွေပဲ။မိကျောင်းကဖြည်းဖြည်းချင်းယောက်ျားလေးတွေကသူမရဲ့ကောလာဟာလာတွေကိုရှောင်လဲလာကြတယ်။တောမီလိုပြန့်နှံ့သွားတယ်။မိကျောင်းရဲ့အမေကမိဖွားရင်ဆုံးသွားတယ်လို့တောင်လူတိုင်းကိုပြောပြတယ်။ညဘက်ဆိုကျိန်စာတိုက်ခံရတဲ့မော်ဆီယာမလို့ခေါ်တယ်။မိကျောင်းကအငြိမ်းချမ်းဆုံးခံစားရတယ်။သူ့အဖေကသူမကိုအခန်းထဲမှာတယောက်တည်းစာကျက်နေတာကိုမြင်တော့ကျူရှင်ပို့ဖို့တတ်နိုင်တယ်လို့ရှင်းပြတယ်။သူမကဂုဏ်ယူစွာပြောပြီးမလိုအပ်ဘူး။အမှတ်ကောင်းတွေရပေမဲ့သူ့အဖေကသူမကိုစိတ်နှောက်ယှက်ဖြစ်နေတာသတိထားမိတယ်။မိကျောင်းကပြုံးပြီးလေးလေးနက်နက်ပြောလိုက်တယ်။နောက်ပိုင်းရက်တွေမှာမကောင်းတာတွေဖြစ်ခဲ့တယ်လို့ပြောပြီးကျောင်းကိုတိတ်တိတ်လေးတက်တယ်။ယောက်ျားလေးတစ်ယောက်ကသူမကိုမတရားဆက်ဆံခံရတာကိုစိတ်မကောင်းဖြစ်ပြီးနှစ်သိမ့်ပေးတယ်။မတော်တဆမှုတွေကတိုက်ဆိုင်မှုတွေပဲလို့ပြောပြီးနှစ်သိမ့်ပေးတယ်။အဲ့ဒီအချိန်မှာမိန်းကလေးတချို့ကဖြတ်သွားတဲ့အခါသူတို့စကားပြောနေတာကိုမြင်တော့မိကျောင်းကသူ့ကိုလစ်လူရှုပြီးထွက်သွားခဲ့တယ်။ခေါင်းမာတဲ့ကောင်လေးကသူ့မနောက်ကိုလိုက်လာပြီးသူ့ခံစားချက်တွေကိုတော့ဝန်ခံခဲ့တယ်။မိကျောင်းကသူ့ကိုသတိပေးနိုင်ခင်မှာပြက်နေတဲ့ high voltage box ကိုသတိထားမိတယ်။ကောင်လေးကပြက်နေတဲ့ဝါယာကျိုးနဲ့ထိသွားတယ်။နောက်ထပ်ကြေကွဲစရာတစ်ခုဖြစ်ပျက်ခဲ့တယ်။အခုတော့လူတိုင်းကသူမကမော်ဆီယာမလို့ယုံကြည်ပြီးသူမရဲ့တယောက်တည်းသောဒုံကျင်နဲ့ဝေးဝေးနေခဲ့ကြတယ်။သူမရဲ့ဝမ်းထဲနေတဲ့မျက်နှာဟာသူမထိုင်နေကြနေရတော့မှကျောင်းထဲမှာစော်ကားမှုတွေပြည့်နှက်နေတယ်။ထွက်သွားခင်မှာသူမအတွက်နေရာမရှိဘူး။ဒုံကျင်ကတခုခုကိုခံစားမိတယ်လို့လှည့်ကြည့်လိုက်တယ်။သူမစီလျှောက်သွားပြီးနှုတ်ဆက်ဖို့စီစဉ်နေတယ်။ကျမကလီဒုံကျင်ပါဒါပေမဲ့မိကျောင်းပြန်မတက်တော့ဘူး။သူမရဲ့အဖေကဒေါသထွက်နေတယ်။ကျောင်းထွက်လိုက်တယ်။ဘာမှမပြောဘူး။ဆောင်းအောက်မှာဝက်ပြီးအမှန်တရားကိုရှာဖွေဖို့ငိုယိုနေတယ်။မစ္စတာဘတ်ကသူမရဲ့အတန်းဖော်ကိုမေးတယ်။သူမကမိကျောင်းကြုံတွေ့ခဲ့ရတာတွေအားလုံးကိုပြောပြတယ်
အဲ့ဒီအချိန်မှာမစ္စတာပါကသူ့သမီးရဲ့ဝေဒနာကိုနောက်ဆုံးတော့နားလည်သွားတယ်မျက်လုံးမီတွေနဲ့ထွက်သွားခင်သူမရဲ့အိတ်နဲ့နေလည်စာဘူးကိုထုတ်ပိုးလိုက်တယ်ဒုံကျင်ကသူ့သမီးရဲ့ခုံတန်းပေါ်က graffiti တွေကိုတန်ရှင်းရေးလုပ်နေတာကိုတွေ့လိုက်တယ်တခြားသူတွေနဲ့မတူဘူးဒုံကျင်ကကောလာဟာလာတွေကိုဘယ်တော့မှမယုံဘူးတနေ့ကျရင်မိချောင်းကမော်ဆရာမမဟုတ်ဘူးဆိုတာတက်သေးပြလိုက်မယ်မစ္စတာပါကသူ့ပခုံးကိုပုတ်ပြီးကျေးဇူးတင်ပါတယ်လို့ပြောတယ်မိချောင်းကတနေကုန်သူ့အခန်းထဲမှာနေခဲ့ပြီးသူ့အဖေကထမင်းစားဖို့ပဲတတိပေးခဲ့တယ်လူတွေကသူ့ကိုမေ့သွားစေချင်ပေမဲ့ကောလာဟာလာတွေကရွာရဲ့ထောင်တိုင်းမှာမှုလို့ပြန့်နှံ့သွားတယ်မစ္စတာပါချကရန်ဖြစ်ပြီးကောလာဟာလာတွေကြောင့်တားဖြစ်သူမိချောင်းထိခိုက်ဒဏ်ရာရသွားတယ်လို့အမျိုးသားတစ်ယောက်ကအပြစ်တင်ခဲ့တယ်သူ့သမီးအသေးဖြတ်ခံရတာကိုစဉ်းစားရင်းမစ္စတာပါရင်ခွဲပက်လက်ဖြစ်သွားတယ်သူတို့ထက်လိမ်ညာမှုတွေထက်လို့ရင်ဒီနေရာကိုစောက်ထိုးလန့်ပစ်မယ်လို့လူတိုင်းကိုတတိပေးခဲ့တယ်ဒါပေမဲ့ကောလာဟာလာပြောတဲ့အမျိုးသမီးတချို့ကအိမ်ရှင်မကိုဒုံကျင်ကိုငါစီကနေဝေးဝေးနေဖို့ပြောခဲ့တယ်ဂျုံကလူသားတွေထက်တရိတ်ဆန်တွေကိုပိုကြိုက်တယ်သူမကသူ့အဖေကိုကြောင်စာဝယ်ခိုင်းပေမဲ့လမ်းဘေးကြောင်တွေကကံမကောင်းဘူးလို့ပြောတယ်ဂျုံကကန်ဆိုးတယ်လို့တိုးတိုးပြောပြီးသူမလည်းအတူတူပဲမစ္စတာပါချကသူ့စကားကသူ့သမီးကိုထိခိုက်တယ်ဆိုတာသဘောပေါက်သွားတယ်ဒါကြောင့်ဒုံကျင်ရဲ့မိသားစုဆိုင်ကိုသွားတယ်ဒါပေမဲ့သူတို့ကဓာတ်မြောစာနဲ့ပိုးသက်ဆေးတွေပဲရောင်းတယ်ကြောင်စာမဟုတ်ဘူးဒုံကျင်ရဲ့အမေကတားရဲ့ကြောင်စာတချို့ကိုအလကားပေးတယ်မစ္စတာပါကတနာကျင်နာမှုမလိုချင်ဘူးဒါကြောင့်သူလည်းပတ်စံပေးလိုက်တယ်ဂျုံကြောင်စာရတော့သူမပထမဆုံးအကြိမ်ရင်ဘက်ကနေပြုံးလိုက်တယ်အဲ့ဒီအချိန်မှာသူ့အဖေကအယမ်းပျော်သွားတယ်မကြခင်မှာပဲအကြီးတန်းကျောင်းသားတွေပွဲရတယ်ဒုံကျင်ရဲ့အမေကလှပတဲ့မင်းကုတ်အင်ဂျီဝယ်ပြီးတားနဲ့အတူတပ်ပုံရိုက်တယ်ဒါပေမဲ့ဒုံကျင်ကငါ့ကိုပဲတွေ့ချင်တယ်ဂျွန်းတစ်ချိန်တည်းမှာပဲဒုံကျင်ကဘွယ်နှင်းတပင်လက်ဆောင်ကိုတကားဝမှာတိတ်လေးထားခဲ့တယ်သူမကတောင်းပန်ခြင်းပုံရပေမဲ့ရှက်ရွံ့စွာထွက်ပြေးသွားတယ်ဒုံကျင်ကတကားဝမှာပန်းတွေထားဖို့လုပ်နေတော့ရုတ်တရက်လန့်သွားပြီးထိတ်လန့်တကြားထွက်ပြေးသွားတယ်မိချောင်းကကျောင်းသားဟောင်းစာအုပ်ကိုဖွင့်လိုက်တော့သူမရဲ့တပ်ပုံကိုအဖွဲလိုက်ပုံပေးမှတွေ့လိုက်ရတယ်ဒါကဒေါင်ရဲ့တိတ်ဆိတ်မှုကိုတောင်းပန်တာဖြစ်နိုင်တယ်မစ္စတာဘောက်ကသူ့သမီးကိုပညာဆက်သင်ဖို့အားပေးတယ်အရေးချင်းစစ်စာမေးပွဲဖြေရင်အထက်တန်းကျောင်းဆင်းလက်မှတ်ရတယ်လို့မျိုးပဲကောလိပ်တက်နိုင်သေးတယ်ဒီနာကျင်စရာနေရာကနေဝေးဝေးစုပ်ကိုခေါ်သွားခြင်းတယ်သူပြောတော့ရာသီလာချိန်မှာထဲထပြန်ပေါ်လာတယ်စုပ်ကိုပြောင်းပြီးရင်သွားဆရာဝန်နဲ့ပြမယ်လို့ကတိပေးလိုက်တယ်မိချောင်းကမျောလင်းချက်ပြန်ရပြီးစာပြန်တင်တယ်အာလူရိတ်ချိန်ရောက်တော့မိချောင်းကသူ့အဖေတယောက်တည်းအလုပ်လုပ်တာကိုမလိုချင်ဘူးလေကွင်းထဲထွက်သွားပြီးသူ့ကိုကူညီတယ်ရုတ်တရက်အစိတ်ပြင်းတဲ့မွေတကောင်မြေကြီးထဲကထွက်လာပြီးခြေချင်းဝတ်ကိုကိုက်လိုက်တယ်မစ္စတာပါကပြေးလာတယ်မိချောင်းမကြခင်မှာပဲသတိလစ်သွားတယ်သူမနိုးလာတော့သူ့အဖေကမြေကြီးပေါ်မှာလဲလျောင်းနေတယ်အသက်ရှင်လျက်ပဲရှိနေသေးတယ်သူ့အစိတ်ကိုစုပ်ထုတ်လိုက်မိမှန်းသိလိုက်ရတယ်ဒါပေမဲ့သူ့ရဲ့သွားဖုံးရောင်ယောဂကြောင့်အစိတ်ကပိုမြင်ပြန့်နှံ့သွားတယ်မိချောင်းကအကူအညီတောင်းပေမဲ့သူ့အဖေကရက်လိုက်တယ်လူတွေကဒါကိုမြင်ရင်သူ့တေဆုံးမှုအတွက်သူမကိုအပြစ်တင်ကြလိမ့်မယ်သူ့စီကနေထွက်ပြေးဖို့ပြောပေမဲ့ရွာသားတွေကသူ့အဖေကိုလွှတ်ပေးဖို့ချင်းကပ်လာကြတယ်ငင်းချမ်းစွာပဲမိချောင်းကလိမ်ပြီးဘသူမှတတိမထားမိဘူးလို့ပြောခဲ့တယ်နောက်ဆုံးမှာသူ့အဖေကသူ့ရင်ခွင်ထဲမှာတေဆုံးသွားခဲ့တယ်လူတွေကသူ့ကိုမှော်ဆရာမလို့ခေါ်ကြတယ်သူ့အဖေကိုယ်တိုင်ကိုယ်တောင်တက်ပြီးရွာကနေမောင်းထုတ်ခဲ့တယ်မိချောင်းကမှော်ဆရာမမဟုတ်ဘူးဆိုတာတက်တည်ပြဖို့ဒီအကြောင်းကိုဒုံကျင်မသိခဲ့ဘူးမိချောင်းကကောလိပ်မှာအဓိကအနေနဲ့စရင်အင်းပညာကိုရွေးချယ်ခဲ့တယ်အတန်းရဲ့နောက်ဖက်မှာထိုင်နေတဲ့ကောင်လေးတစ်ယောက်ကလူတိုင်းရဲ့အာယုံဆိုင်မှုကိုဖန်ဆားခဲ့တယ်ကင်ကအမြဲတမ်းတစ်ယောက်တည်းနေပြီးဘသူကိုမှမပြောဘူးကျောင်းသားတွေကသူ့ကိုစိတ်ယောဂတည်လို့ပြောကြတယ်ဒါပေမဲ့ဒုံကျင်ကသူ့ကိုမြင်တာနဲ့ယဉ်ကျေးမှုတစ်ခုခံစားလိုက်ရတယ်ကင်ကသူ့ကိုမိချောင်းနဲ့တတိယစေတယ်ဒုံကျင်ကသူ့စီချင်းကပ်ပြီးတငယ်ချင်းဖွဲ့ဖို့ကြိုးစားခဲ့တယ်ကင်ကသူ့ဘန်းကိုကောက်ယူပြီးစကားတစ်ခုမှမပြောဘဲထွက်သွားခဲ့တယ်ဒုံကျင်ကလက်မလျှော့ခဲ့ဘူးသူကကင်ကိုအိမ်ကြီးချင်းရဲ့ခြံကအာလူးတွေပေးပြီးအတူတူစားဖို့ဖိတ်ခေါ်ခဲ့တယ်ကင်အံ့ဩသွားတယ်သူဘာမှမတုံ့ပြန်တဲ့အခါလူတွေက message ကိုရပြီးသူ့ကိုရှောင်လာကြတယ်ကင်ကအရင်တုန်းကတတိမရှိတဲ့သူတယောက်ကိုတတိယစေတယ်လို့ဒုံကျင်ဝန်ခံခဲ့တယ်အဲ့ဒီအမှားကိုထပ်မလုပ်ချင်ဘူးလို့အခုတော့နောက်ဆုံးမှာနှစ်ယောက်သားစားတောက်ဆိုင်ကိုအတူတူသွားကြတယ်ဒါပေမဲ့စပွဲတစ်ခုထဲမှာမထိုင်ဖြစ်ကြဘူးကင်ကဒုံကျင်ရဲ့နေ့စဉ်ဘဝအကြောင်းတွေးတောနေမိတယ်ဒုံကျင်ကနေ့လည်စာစားပြီးတဲ့နောက်တငယ်ချင်းတယောက်စားအုပ်ဝယ်ဖို့အချိန်ပိုင်းအလုပ်၃ခုလုပ်ခဲ့တယ်လို့ပွင့်ပွင့်လင်းလင်းပြောပြတယ်ယူနီဖောင်းဝတ်တယ်ဒီစားတောက်ဆိုင်မှာလည်းအလုပ်လုပ်တယ်အချိန်ကြာလာတာနဲ့အမျှသူတို့နှစ်ယောက်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်လာကြတယ်နွေရာသီကျောင်းပိတ်ရက်ရောက်တော့ဒုံကျင်ကသူ့ဇာတိမြို့ကိုပြန်လာခဲ့တယ်သူ့ရဲ့အထက်တန်းကျောင်းကဓာတ်ပုံဟောင်းတွေကိုကြည့်တယ်မိကြောင်ရဲ့ပုံကိုကြည့်ပြီးသူ့အမေကပြောတယ်ရွာကကောလာဟာလာတွေအကြောင်းလအနှဲငယ်ကကျောင်းကမော်ဆရာမကသူ့အဖေကိုတေးစေခဲ့တယ်အဝတ်လျှော်ဆိုင်ပိုင်ရှင်ရဲ့သားကသူ့ကိုနှစ်သိမ့်ဖို့လာလေတယ်ဒါပေမဲ့အိမ်ပြန်လမ်းမှာတောဝက်တကောင်ကသူ့ကိုဝင်တိုက်တယ်မိကြောင်ကကန်ဆိုးမှုတွေယူဆောင်လာပေးလိမ့်မယ်လို့ယုံကြည်တယ်ပထမဆုံးအကြိမ်ရှောင်တင်တယ်ဒုံကျင်ကသူ့အမေကိုအော်ဟစ်တယ်သူကစရင်အင်းတွေကိုအသုံးပြုပြီးလူတွေဟာနေ့တိုင်းမိနစ်တိုင်းဒဏ်ရာရကြတယ်တေဆုံးကြတယ်ဒါကြောင့်အရာအလုံးကတိုက်ဆိုင်မှုတစ်ခုပါပဲမိကြောင်ကိုအပြစ်တင်လို့မရဘူးမိကြောင်ရဲ့အိမ်ကိုတွားလဲဖို့ပြင်ဆင်နေပေမဲ့သူ့အမေကမိကြောင်ကလွန်ခဲ့တဲ့လတွေကပျောက်သွားပြီလို့ပြောပြီးရက်လိုက်တယ်ရွာသားတွေကသူ့ကိုနှင်ထုတ်ဖို့သဘောတူခဲ့ကြတယ်အခုတော့အိမ်ကလူသူကင်းမဲ့နေတယ်ဒုံကျင်ကတကားကိုမိထိုင်ပြီးရှုံးနေတယ်မိကြောင်ကမော်ဆရာမမဟုတ်ဘူးဆိုတာတက်တည်ပြဖို့သူ့ရဲ့အစီရင်ခံစာကိုထုတ်ပြလိုက်တယ်နောက်ကျသွားပြီအဲ့ဒီအချိန်မှာလေပြင်းတစ်ချက်တိုက်ခတ်ပြီးစာရွက်စာတမ်းတွေအားလုံးကိုလွှင့်စင်သွားစေခဲ့တယ်အဲ့ဒီအချိန်မှာဒုံကျင်ကမိကြီးကိုလွှမ်းဆွတ်သွားတယ်ဂျုံးအရန်သဘောပေါက်လာတယ်ဘာမှဘသူ့ကိုမှမဆောင်ဘူးဆိုတာကိုသူသဘောပေါက်လာတယ်အထူးသဖြင့်ပါမောက္ခကိုချစ်တယ်
ဒုံကျင်ကစရင်အင်းပညာကိုဘာကြောင့်လေ့လာခဲ့တယ်ဆိုတာသိလာပြီးသူ့ရဲ့ကျင်နာမှုနဲ့စိတ်ပိုင်းဖြတ်မှုကိုချီးကျူးခဲ့ပေမဲ့သူ့ရဲ့အစီရင်ခံစာကအစကတည်းကအသုံးမဝင်ဘူးဆိုတာကိုလည်းထောက်ပြခဲ့တယ်။ဒုံကျင်ကမိကြီးကဂျုံမဟုတ်ဘူးလို့ကောက်ချက်ချပြီးတော့သူ့ရဲ့စက်ကြောင်းနဲ့ကိုက်ညီအောင်စရင်အင်းတွေကိုအသုံးပြုခဲ့တယ်။ပမောက္ခကပိုမိုရှင်းလင်းတဲ့ရလဒ်အတွက်စစ်ဆေးရမယ့်စရင်တွေကမေကွန်အားလုံးကိုအတည်ပြုဖို့အကြံပြုခဲ့တယ်။ဒုံကျင်ကအကြံဉာဏ်ကိုလိုက်နာခဲ့တယ်။ကြပန်းနဲ့မလွဲမသွေဖြစ်ပျက်မဲ့အဖြစ်အပျက်တွေကိုမေကွန်တစ်ခုတည်းကိုအာရုံစိုက်ခဲ့တယ်။မတော်တဆမှုအားလုံးရဲ့အဖြစ်များတဲ့အချက်ကဘာလဲအဖြစ်ပြက်တိုင်းကိုပြန်ကြည့်တဲ့အခါမိကြီးကအမြဲတမ်းရှိနေတယ်လို့သူကောက်ချက်ချခဲ့တယ်။အချက်လက်တွေမှန်ကန်ရင်မိကြီးကတကယ်ပဲမော်ဆရာမတစ်ယောက်ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်။ဒုံကျင်ကမိုးသေးထန်စွာရွာသွန်းမှုထဲမှာငိုကြွေးခဲ့တယ်။သူ့ရဲ့အပြစ်ကင်းစင်မှုကိုတက်တည်မပြနိုင်လို့ကိုမုန်းတီးခဲ့တယ်။အချိန်တွေကုန်ဆုံးသွားပြီးပမောက္ခရဲ့အကြံပြုချက်နဲ့ဘွဲရဖို့အားလုံးပြင်ဆင်ခဲ့ကြတယ်။ဒုံကျင်ကဒေတာအသေးစားဖြစ်လာပြီးစိုးကိုပြောင်းရွှေ့ခဲ့တယ်။ကင်ကစုံထောက်ဖြစ်လာပြီးမကြခင်မှာပဲဒုံကျင်ကကာစီနိုနဲ့ဆက်ဆက်တဲ့ project တစ်ခုကို9 စက္ကန့်စောင့်ကြည့်ရုံနဲ့ရခဲ့တယ်။ဧည့်သည်ရဲ့အသက်ချမ်းသာကြွယ်ဝမှုနဲ့သူတို့ဘယ်နှကြိမ်လာလဲဆိုတာကိုခန့်မှန်းနိုင်ခဲ့တယ်။သူကအာယုံစိုက်ခဲ့တယ်။အသက်30အရွယ်ရုံးဝန်ထမ်းတစ်ယောက်ဟာမြို့ငယ်လေးတစ်မြို့မှာရုံးခန်းငှားပြီးပြည်တွင်းအလက်စားကားတစ်စီးပိုင်ဆိုင်ပြီးတစ်နှစ်ကို42တန်းလောက်ဝင်ငွေရတယ်လို့သူခန့်မှန်းမိပါတယ်။အခုတော့အဲ့ဒီလူဟာဒုံကျင်ရဲ့အမိန့်ကြောင့်သူ့ပတ်စံအားလုံးဆုံးရှုံးတော့မှာပါ။စပွဲထိုးတစ်ယောက်ကသူ့ကိုစိန်ခံစားတောက်ဆိုင်တစ်ဆိုင်ကိုအခမဲ့ထမင်းစားဖို့ခေါ်သွားပြီးနောက်တစ်ချိန်လာလဲရင်ဟိုတယ်ပေါက်ချပေးခဲ့ပါတယ်။တချို့ကဒီနီးပြူဟာကိုကန့်ကွက်ကြပေမဲ့ဒုံကျင်ကဖောက်တယ်တွေကိုကာစီနိုကိုအဆက်မပြတ်အသုံးပြုနေအောင်စီမံခန့်ခွဲတာကပိုကောင်းတယ်လို့ယုံကြည်ပါတယ်။ပြီးရင်အားလုံးကိုဆုံးရှုံးပြီးဘယ်တော့မှပြန်မလာပါနဲ့။ကာစီနိုကရေရှည်မှာငွေပိုရှာနိုင်ပါတယ်။ဥက္ကဋ္ဌတယောက်စိတ်ဝင်စားပြီးသူတို့ရဲ့ကုမ္ပဏီမှာယင်းနှိမ့်နှံဖို့တောင်စဉ်းစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုံးဝန်ထမ်းကသူ့ကားကိုလောင်းကစားငွေပိုရအောင်ရောင်းလိုက်ပါတယ်။ဥက္ကဋ္ဌကတက်ပြင်းချပြီးဘဝမှာပြောင်းလဲမှုတွေအများကြီးရှိတယ်လို့ပြောပါတယ်။သူကဒုံကျင်ကိုစီးပွားရေးကတ်တစ်ခုပေးပြီးညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒုံကျင်အိမ်ပြန်တော့မဲ့အချိန်မှာသူ့ကားရဲ့လေကာမှန်ကွဲသွားတာကိုတွေ့လိုက်ရပါတယ်။ dashboard ကင်မရာကတန်တရားရှိသူကမှန်ကိုခွဲခင်သူ့ဖုန်းနံပါတ်ကိုစစ်ဆေးနေတာကိုပြသနေပါတယ်။စုံထောက်ကအစီရင်ခံစာတင်နေတော့သူ့ကိုမနာလိုတဲ့သူတစ်ယောက်ဖြစ်မယ်လို့ခန့်မှန်းခဲ့ပါတယ်။စုံထောက်ကဒုံကျင်ရဲ့ data တူးဖော်သူအလုံးနဲ့ပတ်သက်ပြီးဇဝေဇဝါဖြစ်နေခဲ့ပါတယ်။ဒုံကျင်ကသူဟာကျေပြန့်တဲ့ data တွေကနေအချက်လက်တွေယူတဲ့ရုံးဝန်ထမ်းဥပမာလူနှစ်ယောက်သူတို့နောက်မှာညှင်းခုန်နေတာသူတို့ကမိသားစုတွေဖြစ်တယ်ဆိုတာသူသိနိုင်တယ်။နှစ်ယောက်စလုံးမှာပလင်းဖုံးတွေကိုတုတ်တက်တဲ့အကျင့်ရှိတယ်။အဝတ်စားတွေမှာရေစွန်းအထင်းတွေနဲ့စပင်ဖြူတွေရှိတယ်။အဲ့ဒီအချိန်မှာအဖြူရောင်ခွေးပေါက်လေးကိုခြိထားတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာတယ်။သူမကရဲကိုတောင်းပန်ပြီးသူ့သားရဲ့အိမ်ကိုခေါ်သွားတယ်။စုံထောက်ကဒုံကျင်ရဲ့အလုပ်ကိုစိတ်ဝင်စားတယ်လို့ယူဆတယ်။ထွက်သွားခင်မှာသူကအမှုကိုတေချာစုံစမ်းစစ်ဆေးမယ်လို့ကတိပေးခဲ့တယ်။အဲ့ဒီညမှာဒုံကျင်ကကင်နဲ့တွေ့ဖို့စီစဉ်ထားတယ်။ကင်ကသူ့အလုပ်ကိုအာယုံစိုက်နိုင်အောင်အန္တရာယ်ရှိတဲ့ရာဇဝတ်သားတစ်ယောက်ကိုဖမ်းဆီးထားလို့နောက်ကျနိုင်တယ်လို့ပြောခဲ့တယ်။ဒုံကျင်ကမြေအောက်ယထာအိမ်မှာစုဝေးပွဲတစ်ခုမှရှိနေတယ်လို့လိန်ပြောခဲ့တယ်။အရက်မူးနေတဲ့လူတစ်ယောက်အမျိုးသမီးတစ်ယောက်ကိုဝန်ခံတာကိုတွေ့လိုက်ရတယ်။အံ့အားသင့်သွားတယ်။ဘေးက profile ကရင်းနှီးနေတယ်လို့ပဲ။မီဂျွန်သူ့ရဲ့အထက်တန်းကျောင်းကကြိတ်ကြွေနေတဲ့သူတခါပြန်တွေ့တယ်။သူကသူမကိုချင်းကပ်ဖို့ကြောက်လွန်းလို့တိတ်လေးလိုက်သွားကြတယ်။သူတို့ဘူတာကနေထွက်သွားပြီးတိတ်ဆိတ်တဲ့လမ်းကြားထဲကိုရှောက်သွားကြတယ်။ဒုံကျင်ကမီဂျွန်ကိုတွေ့လိုက်တယ်။ဂျုံကလမ်းဘေးကြောင်တွေကိုအစာကျွေးပြီးအနားမှာဝတ်နေတယ်။သူမကလူတွေနဲ့မတွေ့ပဲငြိမ်းချမ်းစွာဘလို့နေထိုင်ရမလဲလို့တွေးနေတယ်။ဒီနှစ်တွေအကုန်လုံးမှာဘလို့နေထိုင်ရမလဲ။ပြောက်ကွယ်သွားရမလဲဆိုတာကိုသူမတကယ်မသိခဲ့ဘူး။မီဂျွန်ကခက်ခဲတဲ့ဘဝကိုဖျက်ဆီးနေစေပဲ။ဒုံကျင်ကသူ့အကွာဝေးကိုထိန်းထားခဲ့တယ်။သူမအိမ်ပြန်သွားတာကိုသူကြည့်နေတာကြာပြီးနောက်တစ်ခါပြန်ဆုံတာကအတိတ်ပဲရှိရမယ်လို့သူယုံကြည်တယ်။နောက်တစ်နေ့မှာမြေအောက်ယထာကနေမူးနေတဲ့လူကိုအွန်လိုင်းမှာရှာတော့မီကြေးထွက်သွားပြီးနောက်ဗီဒီယိုတစ်ခုတွေ့တယ်။ဂျုံထွက်သွားတယ်။အဲ့ဒီလူကရုတ်တရက်ရင်ဘတ်ကိုကင်ပြီးလဲကျသွားခဲ့တယ်။ဒုံကျင်ကကင်းနဲ့တွေ့ပြီးကဘာပေါ်မှာထူးဆန်းတဲ့လူတွေရှိလားလို့တွေးမိတယ်။ဥပမာသူတို့အားပေးတဲ့အသင်းကိုအမြဲတမ်းကန်ဆိုးစေတဲ့သူတွေစက်တွေကိုတုံးယုံနဲ့စက်တွေပြတ်သွားတဲ့သူတွေဒါမှမဟုတ်သူတို့အလှည့်မတိုင်ခင်စတိုးဆိုင်တွေကုန်ပစ္စည်းတွေကုန်နေတာကိုအမြဲတွေ့နေရတဲ့သူတွေကင်ကဒါတွေဟာတိုက်ဆိုင်မှုတွေပဲလို့ထင်ခဲ့ပေမဲ့ဒုံကျင်ကထူးဆန်းတဲ့ဥပဒေတွေရှိတယ်လို့ယုံကြည်တယ်။လူတချို့ဟာသူတို့ဘဝတစ်လျှောက်လုံးကျိန်စာတင်နေရလို့အကူအညီမဲ့နေခဲ့တယ်။အဲ့ဒီနေ့မှာကျိန်စာကိုချိုးဖျက်ဖို့နီလန်းရှာမတွေ့လို့ဇနီးမောင်နှံကဒုံကျင်ကိုဖုံးဆက်ခဲ့တယ်။ဆေးရုံမှာစစ်ဆေးပြီးတဲ့နောက်ဇနီးမောင်နှံကသူ့မနေမကောင်းလို့ဝမ်းနည်းစွာပြောခဲ့တယ်။ဒုံကျင်ကဓာတုကုထုံးတွေအများကြီးခံယူပြီးတဲ့နောက်ဇနီးမောင်နှံကစပင်အတူဝတ်လာတယ်။ဒုံကျင်ကသူမကိုစိတ်တက်ကြအောင်ဘီယာတွေတိတ်လေးယူလာပေးတယ်။သူကပတ်စံအများကြီးရှာပြီးကဘာတဝမ်းကိုခေါ်သွားပေးမယ်လို့ကတိပေးခဲ့တယ်။ဒါပေမဲ့ဇနီးမောင်နှံကအချိန်နဲ့တယ်ဆိုတာသိပြီးသူမရဲ့နောက်ဆုံးဆန္ဒကိုတည်ငြိမ်စွာပြောပြခဲ့တယ်။သူမရဲ့ဇာပနာမှာရောင်စုံအလှဆင်ထားတဲ့ဘီယာတစ်ခွက်လိုချင်တယ်။ဒါမှသူမရဲ့ခင်ပွန်းနဲ့ရိုမန်တဆန်ဆန်တွေ့ဆုံနိုင်မှာပါ။သူတို့ရဲ့အိမ်ကိုလည်းရောင်းဖို့စီစဉ်ထားတယ်။ပြီးတော့သူ့သားအတွက်အနှောက်အယှက်နေမဲ့ဆိုင်တစ်ဆိုင်ပါ။ဒါပေမဲ့ဒုံကျင်ကအိမ်ကိုတင်ထားဖို့ဆုံးဖြတ်လိုက်တယ်။သူ့အမေနဲ့အမတ်တရတွေအားလုံးကိုတင်ထားတယ်။ပြီးတော့လွန်ခဲ့တဲ့နှစ်တွေကသူ့အမေကမိကြောင်ရဲ့အိမ်ကိုဆေးရုံမှာပြန်ဝယ်ပေးခဲ့တယ်ဆိုတာသိလိုက်ရတော့အံ့ဩသွားတယ်။မိကြောင်ကိုကျင်နာတဲ့စိတ်နဲ့ကူညီပေးခဲ့တယ်လို့ထင်ပြီးကျေးဇူးတင်ကြောင်းပြောခဲ့တယ်။ဒါပေမဲ့အိမ်ရှင်မကရှည်လျားတဲ့လှုပ်ဝက်ချက်ကိုဝန်ခံခဲ့တယ်။တန်ရှင်းရေးလုပ်နေတော့မိကြောင်ကိုရွာကနေမောင်းထုတ်ရမှာရွာသားတွေနဲ့ပူးပေါင်းခဲ့တာကသူမပါ။အိမ်ရှင်မကမိကြောင်ရဲ့တပ်ပုံကိုတွေ့ပြီးသူ့သားကသူ့ကိုချစ်မိသွားပြီးထိခိုက်သွားမှကိုစိုးရိမ်ခဲ့တယ်